င်းမွန်တဲ့ဦးဆောင်မှုဦးဆောင်သူဖြစ်ချင်တယ်ဆိုရင်ကောင်းမွန်တဲ့ဦးဆောင်မှုပေးရမယ်ပြီးရင်ရဲဘော်လူငယ်မောင်မယ်တွေလိုအပ်တဲ့အာဟာရတွေအပြည့်အဝဖြည့်ဆည်းပေးနိုင်ရမယ်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေအပြည့်အဝဖြည့်ဆည်းပေးနိုင်ရမယ်ဒါ NUG ရဲ့တာဝန်ပဲအဲ့တော့အခုဒါတွေမလုပ်ပေးနိုင်တဲ့အခါမှာတပ်ဖွဲ့တွေကသူ့ဟာနဲ့သူငွေရှာရတယ်လင်းသူလှုပ်ဆက်တဲ့အနေဖြစ်ကုန်တယ်ကိုတပ်ဖွဲ့ကိုရဲ့လူတွေအတွက်ကိုဟာကိုရှာဖွေရတယ်အဲ့တော့ဒီလိုရှာဖွေတဲ့အခါမှာမနေနိုင်တဲ့ပြည်သူတွေကပြန်ပြီးတော့ထောက်မရတယ်ထောက်ပို့ရတယ်ဆိုတော့နောက်ဆုံးကဒီပြည်သူတွေနဲ့ဒီတပ်ဖွဲ့တွေကပဲကိုလည်းအင်္ဂါတွေလည်းဆုံးလို့ရတယ်အသက်ဘေးအန္တရာယ်တွေကြုံတွေ့ရတယ်မိသားစုတွေဆုံးရှုံးရတယ်အိုးအိမ်တွေလေယာတွေကျွဲနွားတွေအကုန်ဆုံးလို့ရတယ်NUG ကဘာလုပ်ပြီးလဲဒါစဉ်းစားဖို့ဖြစ်ပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့နိုင်ငံရေးပိုင်းပါနိုင်ငံရေးအပိုင်းမှာအမ်တန်မှအရေးကြီးပါတယ်နိုင်ငံရေးအပိုင်းမှာဆိုရင် NUCC နဲ့လည်းအများကြီးသက်ဆိုင်နေတယ်ပေါ့နော်စပြီးတော့ပြောမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာဆီအာနာရှင်တွေရဲ့လက်ထဲမှာအနည်း80နဲ့ပဲတွေ့ရအောင်အနည်း80နေခဲ့ရတဲ့အတွက်ကြောင့်အဲ့ဒီအနည်း80တော့တွင်ထဲမှာနိုင်ငံရေးဆိုတဲ့စကားလုံးကိုကြည်တောင်မပြောရတဲ့အနေထားမှာသက်ရှင်ခဲ့ကြရတယ်အဲ့အတွက်ကြောင့်မို့လို့ရပ်ဖွဲ့စည်းဆိုတဲ့ပုံသဏ္ဍာန်နေနဲ့လူထုကြားထဲကလူထုတွေကပြန်ပြီးတော့မှတီထွင်ဖန်တီးပြီးတော့ကဘာကြီးရဲ့ trend ကိုအမိလိုက်ပြီးတော့မှရပ်ဖက်ဖွဲ့စည်းအသွင်သဏ္ဍာန်နဲ့နိုင်ငံရေး platform ကိုပြန်ပြီးတော့ချီကိုယူရတယ်ကျူပန်ရတယ်အဲကြောင့်မလို့မြန်မာပြည်ထဲမှာလွန်ခဲ့တဲ့နှစ်30ထဲမှာ30ကျော်ထဲမှာပေါ့နော်ရပ်ဖက်ဖွဲ့စည်းတွေအများကြီးပေါ်လာတယ်ဒါကိုလည်းစစ်ကောင်စီစစ်တပ်အုပ်စုတွေကရအောင်လိုက်ဖြတ်တယ်သူတို့လည်းရပ်ဖက်ဖွဲ့စည်းထဲမှာ line ထဲမှာဝင်အောင်သူတို့ပြန်လုပ်တယ်ဘာကြောင့်လဲဆိုရင်ဒီအရာတွေကိုဖြိုချခြင်းလို့လေအဲ့တော့အဲ့လိုတက်တန်းနဲ့ပေါ်လာတဲ့ရပ်ဖက်ဖွဲ့စည်းတွေကပြည်နယ်တွေလိုက်တိုင်းတွေလိုက်မှာခိုင်မာမာတွေဖြစ်လာတယ်ဒါပေမဲ့သူတို့ရဲ့အခြေခံသဘောတရားတွေပါလဲဆိုရင်နိုင်ငံရေးပဲဒါကြောင့်မို့လို့အခုဒီ NUCC ရဲ့အခမ်းကဏ္ဍမှာဆိုလို့ရှိရင်ဒီစူးစီးမှုပိုင်းဆိုင်ရာအထက်မှာရပ်ဖက်ဖွဲ့စည်းတွေလည်းပါလာတယ်နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့စုဖွဲ့တွေပါလာတယ်ပါတီပါတယ်ဒါတွေကသူများတွေထပ်ခါတလဲလဲပြောနေပြီကျွန်တော်မပြောချင်တော့အဓိကကျွန်တော်ပြောချင်တာကနိုင်ငံရေးပိုင်းဆိုင်ရာအောင်မြင်မှုဘာတွေရနေတယ်လဲဆိုတဲ့အရာပဲပြောချင်ပါတယ်တကယ်တမ်း၄နှစ်ဆိုတဲ့အတိုင်းတာဟာတိုင်းပြည်မှာကောင်းမွန်ချိန်နေတကူဖန်တီးလို့ရတဲ့အနေအထားဖြစ်ပါတယ်ဘယ်လိုပဲမဟာဗျူဟာနဲ့တော့၄နှစ်တော့တွေ့ထဲမှာစနစ်တကျအလုံးလုံးနိုင်လို့ရှိရင်မဖြစ်နိုင်တာမရှိဘူးဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာလူစွမ်းအားရင်းမြစ်အမှန်တန်ကျွယ်ဝတယ်။ကျွန်တော်တို့တိုင်းပြည်မှာမျိုးဆက်တွေဟာအမှန်တန်အားကိုးရတယ်။တိုင်းပြည်ကိုချစ်တယ်။အမှန်တန်ထူးချွန်ထက်မြက်ကြတယ်။သို့တော့ဒီကနေ့နိုင်ငံရေးပိုင်းဆိုင်ရာထဲမှာ paper works တွေကလွယ်လို့ရှိရင်ထူးခြားပြောင်မြောက်တဲ့ခြေစွမ်းတွေကိုမ
တွေ့ရအောင်ညညဝဝနဲ့လုံနေတယ်ဆိုတဲ့အရာတွေရှိကောင်းရှိနိုင်ပါတယ်တူတူတိတ်တိတ်နဲ့လုံရတဲ့အရာတွေရှိကောင်းရှိနိုင်ပါတယ်သို့တော့ဒီခေတ်ဒီအလင်းခေတ်ဖြစ်တဲ့ပွင့်လင်းမြင့်တာမှုနဲ့တွားရတယ်ကျမတို့ဟာဘလို့တကယ်လုံနေတယ်ဆိုရင်ဒီလုပ်ငန်းဆောင်တာတွေရဲ့သူ့ရဲ့ရလဒ်တွေရဲ့ကိုပြည်သူတွေကိုတိကျချပြဖို့လိုတယ် sorry ပါချပြတာတဲ့တင်ပြဖို့လိုတယ်ဘာကြောင့်လဲဆိုရင်ဒီမိုကရေစီစနစ်မှာပြည်သူလူထုတွေမိဘဖြစ်တယ်လေအစိုးရကမိဘမဟုတ်ဘူးအစိုးရဆိုတာပြည်သူလူထုကမွေးထုတ်ထားတယ်ပြည်သူရဲ့အစီကိုခံရမယ်သူတွေဖြစ်တယ်အဲ့တော့နိုင်ငံရေးပိုင်းဆိုင်ရာအရာဆောင်ရွက်ချက်တွေဟာဘယ်လောက်ထိခီးရောက်နေသလဲနိုင်ငံတကာနဲ့ဆက်ဆံမှုအပိုင်းကိုကြည့်လို့ရှိရင်လည်းကျမတို့ကိုတိမှတ်ပြုပေးပါဆိုတဲ့အဆင့်ကနေလွဲလို့ရှိရင်တခြားထူးခြားတဲ့ထိတွေ့ဆက်ဆံမှုတွေမတွေ့ရအောင်ဒါတော့ကျွန်တော်ဆန္ဒထားရှိပါတယ် ERO တွေရဲ့ကြိုးပမ်းမှုတွေပေါ့နော် ERO တွေနဲ့တွဲနေတဲ့အတွက်ကြောင့်ရရှိတဲ့အကျိုးရလဒ်တွေတည်တံ့ရှိပါတယ်အဲ့တော့နိုင်ငံရေးပိုင်းဆိုင်ရာထဲမှာဘာရလဒ်တွေရှိနေလဲနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရေးထဲမှာဘယ်လောက်ထိခီးရောက်နေသလဲခရီးတကယ်ရောက်လာမရောက်လာဆိုတဲ့အရာဟာဘယ်မှာသွားပြီးတိတာထင်ရှားတယ်လဲဆိုရင်စစ်တပ်ရဲ့အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နိုင်ငံတကာကိုသူသွားနေတယ်သူသွားလို့ရတဲ့လောက်ကိုသူသွားနေတယ်ပြီးတော့သူတို့လည်းသူတို့ဖက်မှာမဟာဗျူဟာနဲ့ထိတွေ့ဆက်ဆံဖို့ကြိုးပမ်းနေတဲ့ဟာတွေအများကြီးရှိတယ်အဲ့အရာတွေကသူကြိုးပမ်းရင်ကြိုးပမ်းတဲ့လောက်အရာရောက်နေတာဘာကြောင့်လဲနိုင်ငံတကာကလက်ခံပေးရတယ်လေဒါတွေကဘာကြောင့်အဲ့တော့ဆက်ဆံရေးပိုင်းကိုဆက်ပြီးပြောမယ်ဆိုလို့ရှိရင်နိုင်ငံရေးထဲမှာဆက်ဆံရေးဟာအရင်အရေးကြီးတဲ့အတွက်ကြောင့်ပြောနေရတာဖြစ်ပါတယ်ဆက်ဆံရေးပိုင်းကိုဆက်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီကနေ့ပြည်ထောင်စုတည်ဆောက်ကြမယ်ပြည်ထောင်စုတိတ်ကိုတည်ဆောက်ကြမယ်ဆိုပြီးတော့မှဒါ၄နှစ်တာအောင်မြင်မှုရဲ့၄နှစ်တာကာလရဲ့အောင်မြင်မှုလို့ပြောချင်းလဲပြောခွင့်ပေးပါတယ်ပြောပေါ့နော်ဆိုစုစည်းတည်ဆောက်ခဲ့တယ်ပေါ့ဒါမဲ့အခုချိန်ဒီဘက်မှာလဲဖွဲ့စည်းပုံအခြေခံဥပဒေမရသေးဘူးလူထုကိုမချပြနိုင်သေးဘူးဖွဲ့စည်းပုံအခြေခံဥပဒေနောက်တစ်ခုကလူသားချင်းစာနာမှုဆိုင်ရာထောက်ကူတွေပြန်လည်ထူထောင်ရေးအတွက်လိုအပ်တဲ့အရာတွေဘာမှမလုပ်ပေးနိုင်သေးဘူးစစ်ကောင်စီရဲ့ဖိနှိပ်မှုကအချိန်မရွေးနေရဒေတာမရွေးဖြစ်နေတယ် Federal Unit တွေအောင်မြင်မြင်တိဆောက်တဲ့ခန္ဓာဘယ်မှလဲ Green E တစ်ခုပဲပြပြရှိသေးတယ်အဲ့တော့တေချာစဉ်းစားကြည့်ကြပါကိုယ့်ရဲ့အားနဲ့ချက်တရားပါတယ်လေနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်အခုတိုင်းပြည်ကိုတောင်းတဲ့စနစ်ဟာ Federal Democracy စနစ် Bottom up Federalism လို့သတ်မှတ်ထားကြပါတယ်ပြည်သူလူထုလည်းတောင်းနားလဲသဘောပေါက်တယ်အဲ့တော့ ။တ
Federal Democracy Unit တွေကိုပြတိဆောက်ရမယ် Federal Unit အစိုးရတွေ Federal Unit တစ်ခုချင်းစီမှာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးတွေပြည်နယ်တပ်ဖွဲ့တွေပြည်နယ်ရဲတွေတိဆောက်ရမယ်အဲ့ဒါတွေလိုတယ်အဲ့ဟာတွေက NUG ကလုပ်ဖို့မဟုတ်ဘူး NUG က rule ဝင်ယူတဲ့နေရာလည်းမဟုတ်ဘူးဒါမဲ့ NUG ကနေရာက rule ယူချင်တယ်နိုင်ငံရေးအရာမှာ NUG ကယူသားမှုအပိုင်းမှာအများကြီးလိုအပ်ချက်ရှိတယ်ဆိုတော့ဘယ်သူတွေရဲ့တာဝန်လဲ Federal Unit တွေအတွက်က Federal Unit ပိုင်းဆိုင်ရာလူထုရဲ့သူတို့ရဲ့လူထုကောင်းဆောင်တွေရဲ့တာဝန်ရှိတယ်သူတို့လူထုကောင်းဆောင်တွေနဲ့သူတို့လူထုတွေနဲ့သဘောတူကြည့်ပြီးတော့ရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေထွက်လာရမယ်အတူတကွရွေးကောက်တင်မြောက်တဲ့အစိုးရပေါ်လာရမယ်အဲ့ဒါဒီနိုင်ငံရေးရလဒ်ဖြစ်တယ်အဲ့လိုပေါ်လာဖို့ကို NUG ကပံ့ပိုးပေးရမှာဖြစ်တယ်တိုက်တွန်းပေးရမှာဖြစ်တယ်ကြိုးပမ်းပေးရမှာဖြစ်တယ်Federal Unit တွေအားလုံးကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တကွသူတို့ရဲ့အစိုးရတွေသူတို့ရဲ့ရွေးကောက်ခံတွေနဲ့တကွပေါ်ပေါက်လာတဲ့အချိန်ကြာတော့မှဘူအစိုးရကိုဖွဲ့စည်းရမှာဖြစ်တယ်အဲ့တော့ဒီလိုစနစ်တကျနဲ့ဖွဲ့စည်းတဲ့ဘူအစိုးရကတာလင်းတတိုင်းပြည်လုံးကိုတန်းတူညီမျှလုံးနိုင်မှာဖြစ်တယ်ဒါကြောင့်အောက်ခြေမှာရှိနေတဲ့ပြည်သူလူထုတွေရဲ့အတန်အနေနဲ့တကွာရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်တွေကဘိုးကိုတက်လာဖို့လိုတယ်ဘိုးကနေတောင်းရွေးပေးရတာမဟုတ်ဘူးဒါမဲ့အခု NUG ဘာလုပ်နေလဲဒါတွေကစဉ်းစားကြဖို့လိုပါတယ်အခုဖွဲ့စည်းပုံအခြေခံဥပဒေကရေးဆွဲနေကြတယ်တဝက်တစ်ပြက်ပဲအော်တချို့ပြည်နယ်တချို့ Federal Unit တွေကခုချိန်ထိမစုစည်းနိုင်သေးဘူးမစုစည်းနိုင်သေးတဲ့အတွက်ကြောင့် Federal Unit ဖွဲ့စည်းပုံကလည်းမပေါ်လာသေးဘူးအခုတိုင်းနဲ့ပြည်နယ်14ခုအတိုင်းလုံးမယ်ပဲထားပါတော့ဒီတိုင်းနဲ့ပြည်နယ်14ခုရဲ့Federal Democracy ဖွဲ့စည်းပုံရဲ့အစိုးရတွေပေါ်လာရမယ်အားလုံးဒီဒေတာခံတွေကိုအခြေပြုရမှာဖြစ်တယ်အားလုံးဒီဒေတာဆိုင်ရာဒီတန်ရလူထုကောင်ဆောင်တွေကိုအခြေပြုရမှာဖြစ်တယ်အဲ့ဒီကနေတစင်းမှဘူအစိုးရကိုပြန်လဲပြီးတော့စုစည်းဖွဲ့စည်းရမှာဖြစ်ပါတယ်အဲ့တော့ NUCC ကိုဘာလုပ်နိုင်တယ်လဲ paper works တွေကိုမပြောချင်ဘူးเนาะဘာကြောင့်လဲဆိုရင် paper works တွေကလိုအပ်တာမဟုတ်လိုအပ်တယ်သို့တော့လက်တွေ့အလုပ်ဒီထင်ရှားဖြစ်ဖို့လိုတယ်လက်တွေ့အလုပ်ထင်ရှားမှနိုင်ငံတကာလည်းအသိမှတ်ပြုလို့ရမယ်ကိုယ့်ရဲ့ရန်သူတွေကြာဆုံးခြင်းကိုလည်းတိတာထင်ရှားစွာနဲ့မြင်တွေ့ရမှာဖြစ်တယ်ဒါမဲ့အခု Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေခုချိန်ထိမပေါ်သေးဘူးနိုင်ငံတကာကိုလည်းမတင်ပြနိုင်သေးဘူးအဓိကနိုင်ငံတကာကိုတင်ပြလာတဲ့တတိုင်းပြည်လုံးတိုက်တာနဲ့ဒီမပြုတ်နိုင်သေးဘူးလူထုရဲ့သဘောထားဆန္ဒခံယူပြီးတော့အတည်ပြုတာတွေလည်းမလုပ်နိုင်သေးဘူးအဲ့လိုဖြစ်တဲ့အခါမှာနိုင်ငံတကာကစစ်ကောင်စီကိုဆက်ပြီးတိမှတ်ပြုနေရသေးတယ်
မလုပ်ချင်ပေမဲ့လည်းလုပ်ရမှာပဲဘာကြောင့်လဲဆိုရင်သူတို့နိုင်ငံရဲ့အကျိုးစီးပွားရှိတယ်သူတို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဆက်ဆက်မှုတွေဟာတန်တမာရေးအရာဘလို့ပဲဖြစ်ဖြစ်အစင်လျှော့တယ်ပဲထားလုံးဝအမီးတို့ဆက်ဆံမှုဖြစ်ဆိုတာမျိုးလုပ်လို့မရပါဘူးဘာလို့မရလဲဆိုရင်ဆက်ဆံရေးသဘောတရားအရာဒီဘက်ကရောဘလောက်မှန်ကန်နေတယ်လဲဘာတွေလက်ဟာချက်ရှိနေတယ်လဲနှစ်ဦးနှစ်ဖက်မှာဘလို့တွေဖြစ်နေတယ်လဲဆိုရဟာသူတို့ကကြားလူအနေနဲ့ချိန်ရမှာပဲဖြစ်တယ်ဒါကြောင့်နိုင်ငံတကာကိုလက်ကားနေပြစ်တင်ရှုတ်ချတဲ့ဟာတွေဝေဖန်တဲ့ဟာတွေကမလိုအပ်ပါဘူးဒါကတော့ကျွန်တော်ရဲ့လက်တလုံးဆွေးနွေးတဲ့အရာလေးဖြစ်ပါတယ်နောက်တစ်ပုဒ်မှာဆိုလို့ရှိရင်တော့ဒီကောင်းဆောင်မှုပိုင်းဆိုင်ရာကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မိဘပြည်သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဘေးကင်းလုံခြုံကြပါစေ